တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကဗ္ဗတုကဗ္ဗသတ္တဝံအမြတ်တို့တွေပိနေသောလက်မြပွန်ကြကုန်သည်ဖြစ်၍ငွေကြည့်အခက်အခဲအကြံအတင်များပြည်လည်နိုင်ကြစေရန်စီတန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထကဖြင့်အရဟံပဋ္ဌာန်းလက်ပွန်ဂါထာတော်ကို24ခေါက်ရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်အရဟံဝတ္တလံဘံဟိတုပစ္စယောအရဟံဝတ္တလံဘံအာရမဏပစ္စယောအရဟံဝတ္တလံဘံအဓိပတိပစ္စယောအရဟံဝတ္တလံဘံနန္တရပစ္စယောအရဟံဝတ္တလံဘံသမနန္တရပစ္စယောအရဟံဝတ္တလံဘံသဟဇာတပစ္စယောအရဟံဝတ္တလံဘံအညမေညပစ္စယောအရဟံဝတ္တလံဘံနိတ္တယပစ္စယောအရဟံဝတ္တလံဘံဥပနိတ္တယပစ္စယောအရဟံဝတ္တလံဘံပုရိဇာတပစ္စယောအရဟံဝတ္တလံဘံပစ္ဆဇာတပစ္စယောအရဟံဝတ္တလံဘံအတိဝနာပစ္စယောအရဟံဝတ္တလံဘံကမ္မပစ္စယောအရဟံဝတ္တလံဘံဝိပါကပစ္စယောအရဟံဝတ္တလံဘံအာဟာရပစ္စယောအရဟံဝတ္တလံဘံဣန္ဒရိယပစ္စယောအရဟံဝတ္တလံဘံဇာနာပစ္စယောအရဟံဝတ္တလံဘံမဂ္ဂပစ္စယောအရဟံဝတ္တလံဘံသံပယုတ်တပစ္စယောအရဟံဝတ္တလံဘံဝိပယုတ်တပစ္စယောအရဟံဝတ္တလံဘံအဋ္ဌိပစ္စယောအရဟံဝတ္တလံဘံနတ္ထိပစ္စယောအရဟံဝတ္တလံဘံဝိကတပစ္စယောအရဟံဝတ္တလံဘံအဝိကတပစ္စယောဤအရဟံပဋ္ဌာန်းလက်ပွန်ဂါထာတော်ကိုအကျွေးဆက်ဆရာရှိနေသူအကျွေးတွေမရပဲဖြစ်နေသူငွေကြည့်လက်လာပါပိတ်ဆို့နေသူငွေကြည့်အတွက်စိတ်ပူပင်သောကများနေရတဲ့သူတွေဤဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးရပါမည်ဤဂါထာကိုရွတ်ဖတ်ရာ၌အဋိဋ္ဌံတင်ပြီးတနေ့လျက်24ခေါက်24ရက်တိတိရွတ်ဖတ်ပူဇော်ပါမိမိမွေးနေ့ကစပြီးအဋိဋ္ဌံဝင်ရပါမည်အဖြတ်များသောကြောင့်ဇွဲကောင်းသောအထုလိုအပ်ပါသည်မိမိမှာပိတ်ဆို့နေတဲ့ငွေကြေးကံများရတင်ရထိုင်လျက်ကြံ့ကြာနေသောငွေကြေးလက်လာပါများအပြင်အခြားသောနေရာများမှာလည်းမိမိရဲ့ကံနှင့်မိမိရဲ့တရားတရားပေါ်မူတည်ပြီးငွေကြေးလက်လာပါများဝင်လာပါလိမ့်မည်24ရက်ပြည့်ပြီးရင်တပတ်နာပြီးမိမိမွေးနေ့ရောက်မှအဋိဋ္ဌံနောက်တစ်ချိန်ပြန်ဝင်ပါအဋိဋ္ဌံကာလ24ရက်အတွင်းမိမိတတ်နိုင်သလောက်ဝိဇာငါးစာငှက်စာဒါနပြုပေးပါအဋိဋ္ဌံကာလအတွင်းပထမဆုံးဝင်လာသောငွေကြေးဖြင့်မွေးနေ့တွင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
တီဟိုစေဒါနပြုကလူပေးရပါမည်